အခုမှတွေးတဲ့မိန်းကလေးတယောက်ရှင်းပါဇက်ကချစ်တယ်လို့ပြောပြီးကျမအောင်ရှင်းကိုချစ်ပါတယ်လို့ပြန်ပြောလာကျမအဲ့လောက်ဒီအပေါ်သားမဆန်ရှင်သွားရင်သွားနော်သွားရင်ရှင်ပါရိုက်ပြီရော ဟဲ့အောင်နောက်ခါကနားကြီးမဲ့ဆိုရင်လာမခေါ်နဲ့ကွာ ကြောက်ငါမင်းပြပြမယ်နေဦးငါမင်းကိုဦးလုံးမျိုးလေးပတ်စံရှာဖို့ပြောနေဆိုတာမင်းကအကြောင်းမဲ့လာပြီးနားကြီးတာမဟုတ်ငါတမင်းငါစားပြီမင်းငယ်တုန်းကျတော့မင်းပတ်စံမရှာထားဘူးဆိုလို့ရှိရင်မင်းအသက်ကြီးလာတဲ့အခါမိသားစုစုံစုံလင်းလင်းလေးနဲ့ပျော့ပျော့ရွှင်ရွှင်မနေရမှာဘယ်လိုငါပြောပြတာငါဆိုရင်တော့မင်းစော်ရနေကွာ ငယ်တုန်းမှဟဲ့အောင်ပြောရတာကွာကြီးလာလို့နှစ်ခါပြန်မရအောင်လူငယ်ဘွားဆိုတာ ကြောက်ငါပြောပြလူငယ်ဘဝဆိုတာအသက်ကြီးလာရင်နှစ်ခါပြန်မရအောင်ငါလက်ခံတယ်မင်းငါပြောစကားလေးတော့မစော်နားထောင်ကွာနော် ပြော မင်းငယ်တုန်းမှာမင်းပတ်စံမရှာလို့ကိစ္စမရှိဘူးကွာအဲ့အောင်တချို့ပျော်ရွှင်မှုတွေကပတ်စံမရှိလေပျော်ရွှင်မှုရရင်မှအများကြီးရှိပါငါသိတယ်အေးပတ်စံမရှိလို့မင်းလုံးချင်တိုင်းမလုံးရတဲ့အရာတွေပတ်စံမရှိလို့ပျော်ချင်တိုင်းမပျော်တဲ့အရာတွေလည်းအများကြီးရှိပါမင်းမှတ်ထားနော်မင်းငယ်တုန်းကပတ်စံမရှာသေးလို့အသက်ကြီးလာတဲ့အခါမင်းပတ်စံမရှိလို့မျက်နှာငယ်ခဲ့ရမယ်ဆိုလို့ရှိရင်မင်းနောင်တမရအောင်လို့ငါငယ်တုန်းမှာမင်းကကြိုးကြီးပြောပြထားတာနော်မင်းငါပြောတာမင်းလက်မခံဘူးမလား လက်မခံနိုင်ကွာလို့ပဲ အေးဟုတ်ပြီငါပြောတာမင်းလက်မခံဘူးအာတင်းကြောက်နေတယ်မျိုးငါဖြစ်စေခြင်းနဲ့ဟောင်းငါဘက်ကတိတိလောက်တက်လောက်ပြောပြမင်းလက်မခံလို့တဲ့ငါမတက်နိုင်ဘူးလေကြောက်ငါမပြောတော့သွားမယ်ဟေးရပါ ဖို့တဟိုင်ထိကကောင်းမလေးရမင်းတို့ရွာထိကကောင်းတော့ငါဘယ်နောက်ပိုင်းနေလား ဟုတ်လား အေးချိဟုတ်လား အေးဟုတ်တယ်ကွာဟဲ့အောင် ဟုတ်တယ်မလား ဟုတ်တယ် ဟုတ်ငါမြင်ဘူးနေပါရဲ့ အဲ့ဒါလေဟိုတစ်ခေါက်ကငါပြောတဲ့ကောင်မလေးလေကွာ လူလဲ ငါကြိုက်တယ်ဆိုတဲ့ကောင်မလေးလေ ဟောဖေမင်းဟိုတစ်ခါကြိုက်တယ်လို့ပြောကောင်းမယ်အဲ့ကောင်မလေးလား အေးလေ ဟာဖေမင်းပြောရမြင်ကြားနေပြီကွာပြောပြလို့ချင်တယ်ဘလို့လဲ ချင်းချင်းရောက်ဘာမှမထူးသေးဘူးကွာ ဘလို့လဲမင်းပြောရတယ် ပြောရဲလို့ကွာ ပြောရဲလို့ အေးပြောမယ်ကြမ်းလိုက် ယောက်ျားကြီး ပြောမယ်ကြမ်းလိုက်ကွာသူတို့ကချောင်းချောင်းသွားတယ်ကွာ အာ အေးလူရလည်းလာတော့ငါလည်းမပြောရဲဘူးကွာအခုတည်းလေး လမ်းရှင်းလူရှင်းနေ လော ခန်းရထောင်းနေအာဖြစ်မင်းတော့ပြောလိုက် သူငါရင်ဆုံးတော့ပြောလိုက် ပြောရတာသိကြတော့လှည့်ရောပြန်မလာရဲ့နော် အေးပါစိတ်ချငါသွားလိုက် မကြောက်နဲ့တော့ယောက်ျားကွာရရင်လည်းအမျက်မရတော့ရှုံးမရှိဘူးသွားလို့မင်းရတယ် ဒီမှာတယောက်တည်းလား ဟာတယောက်ထက်ရနေရမြင်ရတာနဲ့တယောက်ထက်လားဆိုကျမဘယ်လိုပြောရမလဲ အစားလေးထုံးတော့ပြောလို့ရမှာမလား ရှင်နဲ့ကျမနဲ့မသိဘဲနဲ့ရှင်ကျမကိုပြောတာစကားရှိရဟုတ်လားပြောလေနားထောင်ပြီးမယ် ညီမမသိဘူးနဲ့အကူကသိတယ်လေညီမစကားရရှေးဝေးတွေမပြောတော့ဘူးကွာညီမကိုချစ်တယ် ဟာရှင်ကျမကိုချစ်တယ်ဟုတ်လားအခုမှတွေးတဲ့မိန်းကလေးတယောက်ရှင်းပါဇက်ကချစ်တယ်လို့ပြောပြီးကျမအောင်ရှင်းကိုချစ်ပါတယ်လို့ပြန်ပြောလာကျမအဲ့လောက်ဒီအပေါ်သားမဆန်ရှင်သွားရင်သွားနော်သွားရင်ရှင်ပါရိုက်ပြီရော ဟေးရပါဒီပေါင်းရပါရဲ့ရုပ်ကလေးနဲ့တော့မလိုက်ပါဘူးကွာပြောရတာကံကောင်းလို့ပါတော့မပြောတော့ တော့ပြော ပြောလေအမလေးရဟိုချစ်တယ်ရလေကွာမင်းပြော ဟာအားကြိုက်လို့တော့မဟုတ်ပါဘူးကွာတိုင်းပြောကြည့်နေတာမကြည့်နဲ့ငါတော့ပြော နေရှိသွားပြောသွား မမင်းဒီမှာလဲ ပါကြပြသွားပြောကြငါးထက်အကြောင်းဆုံးပဲနော် ဒီမှာတရားထဲလား လာပြန်ပြီနောက်တစ်ယောက်တယောက်နဲ့ရက်နေမမြင်ဘူးလားလို့ ဒီမှာရေစိတ်လျှော့ပါဟိုကညီမကိုကောင်းမွန်မွန်ပြောချင်လို့ငါဒီနားမှာပြစ်စောက် တို့မမဆောင်ကိုယ့်ဘက်ကိုပြင်းလို့တယောက်ထက်ရက်နေတယောက်ပြီးတယောက်လာပြီးအောင်လာနောက် အခုလဲဒီကိုတယောက်သေးပဲလာတာပဲဒါပေမဲ့ဒီလိုင်းလေးမှာဖြတ်သွားနေနေတယ်မီလီတကောက်နောက်မှာဖြတ်ကနေတွေးလိုက်လို့ကိုမရှိဝင်လာတာဟောအခုကစကားကြီးထွေးထူးမပြောတော့ဘူးကိုညီမကိုစကားပြောရရှိလို့ဗီဒီယိုရောက်အောင်လာခဲ့တာအခုကသူများတို့တော့ဝိုင်းမပြောတတ်ဘူးကွာကိုယ်လည်းတမားပဲကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးအဲ့လိုပဲကိုပြောလို့ပဲအခုလည်းကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပဲပြောအခုကအဲ့လိုမျိုးပဲကြိုက်တာအခုညီမကိုချစ်တယ်ကွာညီမဘက်ကရောအခုဘယ်လိုမျိုးစိတ်ရလဲ ဒီမှာ ဒီမှာခဏနေဦးညီမအပေါ်မှာနေတအားပူနေညီမလေးညာလီမှာထိတိုင်နေပါရှိမယ်တင်နေထိသွားဝလဲပါအခုကညီမကိုစိတ်ဘယ်လိုပြောပြ အော်ထီသွားဝဲရမှာချစ်တယ်လိုက်တာကိုရဲ့ဒီမှာလဲအကိုချစ်တယ်လို့ချစ်ပါရဲ့နော် လူမဘောချေဟောတိုက်ပတ်စံမရှိလေပျော်ရွှင်လို့ရရအများကြီးရဆိုတာမှန်တယ်ပတ်စံမရှိလို့ဆုံးရှုံးရလိုက်တဲ့အထဲမှာဒီလိုရရလဲပါတယ်တာငွေတကူလို့ခေါ်ရတာကြီး